သာသနာတော်နှစ်2545ခုကောဇန်တက္ကရာ1363ခုခဏနတော်လာပြီကျော်2ရက်နေ့တက္ကရာ2002ခုနှစ်ဇန်နဝါရီလ1ရက်နေ့အင်္ဂါနေ့တွင်23ချိန်မြောက်ဆင်ရင်ကျင်းပပြုလုပ်အပ်သောဝိဇောတာယုံစာသိမ့်တိုက်ကျောင်းရှိတန်ဃာတော်ပေါင်း280တို့အားဆုံးခဲပွဲဘောဇဉ်ချူချင်းရတာအဖျားဖျားတို့ဖြင့်ဆက်ကပ်လူဒန်းခြင်းကျောင်းတိုက်အတွင်း၌လိုအပ်သောဆွမ်းသင်္ကန်းကျောင်းစီပစ္စည်းလေးပြလိုအပ်ရာတို့ကိုတန်ဃာတော်တို့အတွက်အသုံးပြုနိုင်ပါစေခြင်းအကျိုးကလူဒန်းခြင်းတရဏဂုံသီလတို့ကိုစောင့်တည်ခြင်းဝေယဝဆတို့ကိုဆောင်ရွက်ခြင်းအစရှိသောတရားကိုချစ်ခင်တရားကိုနှစ်သက်တရားနဲ့မွေ့လျော်တရားနဲ့ပျော်ကြလေရှိကုန်သောသူတော်ကောင်းအပေါင်းတို့စုပေါင်း၍ဆင်ရင်ကျင်းပပြုလုပ်အပ်သောနှစ်ဆန်းတရက်နေ့မော်မြတ်လှစွာသောကုသိုလ်ကောင်းမှုပြုပွဲ၌ဟောကြားအပ်သောခုတ်တကနိကေဓမ္မပဒပါဠိအထကထာ၌လာသောဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်ဟောတော်မူခဲ့သောတရားနဲ့မွေ့လျော်တရားနဲ့ပျော်တရားတော်ကိုဟောကြားပါစို့တရားနဲ့မွေ့လျော်တရားနဲ့ပျော်တဲ့ဘုရားတို့ဘုရားရှင်ကိုတော်မြတ်ကြီးဟောတော်မူခဲ့တဲ့တရားကိုပဲပြန်ပြီးတော့ဟောကြားနာကြရအောင်ဓမ္မရမောဓမ္မရတောဓမ္မအနုဝိစိတယံဓမ္မအနုတ္တရံဘိက္ခုတတ္ဓမ္မာနပရိဟာယတိဘုရားရှင်ကိုတော်မြတ်ကြီးဟောတော်မူတဲ့တရားတော်ကရှင်းလဲရှင်းပါတယ်တရားနဲ့မွေ့လျော်တရားနဲ့ပျော်တဲ့သူတွေဆိုတာတဲ့ဓမ္မရတောတရားနဲ့မွေ့လျော်တဲ့သူဟာဓမ္မရာမောတရားနဲ့ပျော်တဲ့သူဟာဓမ္မအနုဝိစိတယံတရားအကြောင်းကြီးပဲတွေးနေတယ်တရားအကြောင်းကြီးပဲတွေးနေတယ်တရားဆိုတာကတော့ဟိုတနေ့ကပဲဦးဇင်းတို့တရားဟောလို့လူတွေမေးတာလည်းထဲဟောမယ်တရားအထုတ်တယ်တရားအထုတ်တယ်ဆိုတာဘာလဲလို့မေးရင်တရားသဖြင့်အထုတ်အလုံးလုံးတာကိုတရားအထုတ်တယ်ခေါ်တာပဲတရားသဖြင့်အထုတ်ပြီးပြောတာကိုတရားအထုတ်တယ်ခေါ်တာပဲတရားသဖြင့်အထုတ်ပြီးစဉ်းစားတာကိုတရားအထုတ်တယ်ခေါ်တာဒီသဘောလေးတွေကအရေးကြီးတာပေါ့တရားသဖြင့်ဆိုတာဘာလဲလို့ပြောရင်ဒါဒီကသူတော်ကောင်းတွေအားလုံးသိပြီးသားပဲတရားသဖြင့်ဆိုတာကိုယ့်အတွက်လည်းကောင်းတယ်အများအတွက်လည်းကောင်းတယ်ဒါကိုတရားသဖြင့်လို့ခေါ်တာပေါ့ခဏဆရာတော်ဘုရားကတရားဟောပြလိုက်လို့ပြောလို့ဟောရတော့ဘာဟောရမလဲဆိုတော့ဒါလေးပေါ်လာတာပေါ့နောက်ဒကမာကြီးကလည်းစောစောကဒီအလူရှင်စာရွက်လာပြတော့23ချိန်မြောက်လှူခဲ့ကြတာအလူနဲ့ပတ်သက်ပြီးတော့ပြောစရာလေးပေါ်လာတာအလူဆိုတာတရားအလုပ်ပဲတဲ့အလူဆိုတာကဒါနကုသိုလ်ပြုတဲ့သူဟာတရားနဲ့မွေ့လျော်လို့ပြုတာတရားနဲ့ပျော်လို့ပြုတာတရားနဲ့မမွေ့လျော်တရားနဲ့မပျော်ရင်အလူမလူဘူးတဲ့အလူနဲ့ပတ်သက်ပြီးတော့ခေါင်းထဲပေါ်လာလေးနည်းနည်းပြောဒီကသူတော်ကောင်းအပေါင်းတွေစုပေါင်းပြီးတော့ဒါနအလူတွေကုသိုလ်ပြုတော့ဒီလူတွေဆိုတာကတိတ်မလွယ်ဘူးပေါ့လူမဲ့စိတ်แท้မကြံရဲရှင်ကြံရဲပြန်လဲမပြောရဲရှင်ပြောရဲပြန်လဲမပေးရဲရှင်ပေးရဲပြန်လဲမတွေးရဲရှင်အလူနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဒီလိုလင်္ကာလေးစီထားပါလူမဲ့စိတ်แท้မကြံရဲရှင်တဲ့လူတွေဆိုတော့ကိုယ့်ပစ္စည်းသူများပေးလိုက်ရကိုယ့်ပစ္စည်းသူများပေးဖို့ရကိုယ့်ပစ္စည်းကိုသုံးဖို့ရဘသူကဘာဝါဒနာပါတယ်လဲဆိုရင်လူတိုင်းဟာကိုယ့်ပစ္စည်းကိုသုံးဖို့ပဲဝါဒနာပါတယ်ကိုယ့်ပစ္စည်းသူများကိုပေးလိုက်ဖို့ဆိုတာစိတ်แท้မောင်စိတ်ကူးဖို့ကိုမကြံရဲဘူးလေမစင်စားရဲဘူးလေတွက်ကြည့်ပေါ့လူတွေဆိုတာလောကမှာလူတဲ့သူကတော်တော်ရှားတာဒီမြန်မာနိုင်ငံသားသာသနာတော်ထုံးကားလို့လူတဲ့သူတွေကပေါ်နေကြတာသူတော်ကောင်းတွေများလို့လူတဲ့သူတွေကပေါ်နေကြတာလူမဲ့စိတ်แท้မကြံရဲရှင်လေကြံဖို့တောင်သိစိတ်မကူးရဲဘူးတဲ့ကြံရဲပြန်လဲမပြောရဲရှင်ဆိုတော့ဒကမာကြီးတွေကဟာဒီလိုပဲလူမဲ့ဟိဆိုတော့စိတ်ကူးကြံစီပြီးတော့ဒကာကြီးတွေထုတ်ပြောရင်
တခါကြီးတွေပတ်ဆံရှာတဲ့လူတွေဆိုဘာပြောတော့နင့်ကြည့်လူအောင်နင့်ကြည့်လူနင်တို့ကအားရင်လူဖို့လောက်ပဲလို့ပြောလို့ရှိတယ်တခါကြီးတွေကလူမယ်ဆိုရင်လည်းပဲဒကမာကြီးတွေကိုထုတ်မပြောရဲဘူးပြောပြန်ရင်လည်းအမလီတော်တို့ရတာနဲ့တင်တော်တို့လူပြစ်တာနဲ့ပဲကုံရောလို့ပြောကြတယ်တကယ်အလူနဲ့ပတ်သက်စဉ်းစားဖို့လဲစဉ်းစားနိုင်ဖို့လဲအလွန်ခဲရင်းတယ်စဉ်းစားပြီးတော့သူများထုတ်ပြောပြဖို့လဲအလွန်ခဲရင်းနေတယ်လူမယ်စိတ်ထဲမကြံရဲရှင်ကြံရဲပြန်လဲမပြောရဲရှင်ပြောရဲပြန်လဲမပေးရဲရှင်တကယ်လူတော့မယ်ဆိုတော့လက်တွန့်ကြတာများတယ်သူတော်ကောင်းတက်ခံရှိမှသာလူဖြစ်တယ်တရားနဲ့မွေ့လျော်တရားနဲ့ပျော်မှသာလူတာကိုစဉ်းစားရတယ်လူတာကိုထုတ်ပြောရတယ်လူတာကိုတကယ်ပေးရတယ်လူမယ်စိတ်ထဲမကြံရဲရှင်ကြံရဲပြန်လဲမပြောရဲရှင်ပြောရဲပြန်လဲမပေးရဲရှင်ပေးရဲပြန်လဲမတွေးရဲရှင်ပေးတော့ပေးလိုက်တချို့လူပြီးမှအမလီဒါလေးမလူရကောင်းတာဒီလောက်ကြီးမလူရကောင်းတာငါဒီလောက်ကြီးလူလဲသူများသိတာမှမဟုတ်တာသူလဲဒီလိုလူတာကိုလဲဒီလိုလူတာသူလဲ3000လူတာငါလဲ3000လူတာငါဘာလို့ပိုးလူရမှာတော့ကိုလူပြီးမှစိတ်ထဲသောကရောက်ကြတာလို့ရှိတယ်အဲ့ဒါဆိုရင်အလူနဲ့ပတ်သက်ပြီးတော့အားနေတယ်အခုဒီသူတော်ကောင်းတွေကြတော့1နှစ်လည်းမဟုတ်2နှစ်လည်းမဟုတ်3နှစ်လည်းမဟုတ်23နှစ်တောင်ဒီနှစ်တည်းမကဘူးနောက်နှစ်တွေပါလူမှာတဲ့အလူနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တတ္တိကိုကိုပြန်ကြည့်ရင်လူဖို့လဲစိတ်ကူးရတဲ့သူတွေမှာကိုပါတယ်စိတ်ကူးပြီးမလူပြစ်တော့ဘဲနဲ့ပြက်သွားတဲ့သူတွေတပုံကြီးပါမိမိတို့ကစိတ်လဲကူးတယ်ပြောဆိုတိုင်ပင်လဲတိုင်ပင်တယ်ပြောဆိုတိုင်ပင်ယုံနဲ့မကဘူးတဲ့တကယ်ကိုလက်တွေ့ကိုပဲပေးလဲပေးတယ်တကယ်ပေးပြီးပြန်တော့လည်းပဲကိုတွေးလိုက်တိုင်းတွက်ကြည့်ပေါ့ခဏ23ချိန်မြောက်ပြီးကြတဲ့22ကြိမ်လုံးကလည်းတို့လူတာပဲဟိ21ကြိမ်လုံးကလည်းတို့လူတာပဲဟိဒီ21ရက်နေ့အလူပွဲကြီးကိုတို့ဖြစ်အောင်လုပ်တာဟိအရင်တုန်းကဆိုရင်တိပိဋကဆရာတော်ဘုရားကြီးလာတရားဟောပြီးလို့အရင်တုန်းကဆိုတိတ္တကုဆရာတော်ဘုရားကြီးလာတရားဟောပြီးလို့ဘာပဲပြောကိုအလူခဲ့တာတွေကိုပြန်တွေးတိုင်းစိတ်အေးနေတယ်စိတ်ကြည်နက်နေတယ်စိတ်ကြည်နူးနေတယ်လူဖို့လဲစိတ်ကူးရဲတယ်လူဖို့လဲထုတ်ပြောရဲတယ်လူဖို့လဲပေးရဲတယ်ပေးပြီးပြန်လဲတွေးလိုက်တိုင်းစိတ်အေးတယ်ဒီနေရာမှာအလူနဲ့ပတ်သက်ပြီးပြောချင်တာကတော့ဝမ်းမြောက်ဝမ်းသာကောင်းကောင်းမွန်မွန်စင်ကြဲဖြူစင်ကုသိုလ်အကျိုးတွေတိုးပွားတာကိုပြောဖို့ပါသို့ပါတော့လည်းပဲဘုရားရှင်ကိုတော်မြတ်ကြီးတို့မြည်သည်တရားဟောတဲ့နေရာမှာနီးမျိုးစုံနဲ့ဟောလို့ရှိဆိုတော့ထုံးတစ်ဆက်မြေကြီးပေါ်ကြာရင်မသိတာထုံးတစ်ဆက်များအဝတ်အမဲပေါ်ကြာသွားရင်သိတာအဲ့လိုပဲဘုရားရှင်ကိုတော်မြတ်ကြီးကသူတော်ကောင်းတရားတွေဟောတော်မယ်ဆိုရင်ဒါနအကြောင်းသီလအကြောင်းဟောတော်မယ်ဆိုရင်တရားနာတဲ့ပရိသတ်တွေသိတာအောင်မလူတဲ့သူတွေအကြောင်းကိုစပြောတယ်လူတဲ့သူတွေရဲ့အကျိုးကိုသိတာအောင်မလူတဲ့သူတွေရဲ့အကြောင်းကိုပြောလို့ရှိသီလဆောင်တဲ့သူတွေရဲ့အကျိုးကိုသိတာအောင်သီလမလုံတဲ့သူတွေရဲ့အပြစ်ကိုပြောလို့ရှိကဲ့ရဲ့လို့တော့မဟုတ်ပါဘူးခဏလေးပဲတရဏဂုံသီလတွေဆောက်တည်ပြီးတော့ဒါနကုသိုလ်တွေပြုနေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါနအကြောင်းကိုဖျက်ဆီးတဲ့သူအကြောင်းပြောအလူကြတယ်ဆိုတဲ့နေရာမှာတဲ့ကိုကလူချင်းစိတ်ပေါ်ပေမဲ့အဲ့ဒီအလူကိုလူပြစ်အောင်တိုက်တွန်းအားပေးတဲ့သူရဲ့ဖျက်ဆီးတဲ့သူရဲ့နှမျိုးရှိတယ်အလူတစ်ခုလူပြစ်တော့မယ်လူချင်းတော့ပြီဆိုရင်ဖျက်ဆီးတဲ့သူတွေလည်းရှိတတ်တယ်တိုက်တွန်းတဲ့လူတွေလည်းရှိတတ်တယ်ဒီပုဂ္ဂိုလ်တွေကစုပေါင်းပြီးတော့တရားလဲတူအသိဉာဏ်လဲတူစေတနာလဲတူစုပေါင်းပြီးတော့လူကြတာဒီစုပေါင်းတူလို့အလူကြီးအောင်မြင်တာကိုမပြောခင်ဖျက်ဆီးတဲ့သူတွေရဲ့အပြစ်ကိုပြောပြမှာဒီအလူနဲ့တော့မဆိုင်ပေမဲ့ဒီအလူရဲ့ကောင်းကျိုးဟာဘယ်လောက်ထိသိတာတလဲဆိုတာသိတာပေါ်လွင်အောင်ပြောခြင်းလို့အလူတစ်ခုဖျက်ဆီးလိုက်ပြီဆိုရင်တဲ့ပျက်စီးခြင်း၃မျိုးရောက်တယ်အန္တရာယ်၃မျိုးရောက်တယ်အလူတစ်ခုကိုကနှုတ်ကတော့၎င်းအမူအရာကတော့၎င်းပါးစပ်ကတော့၎င်းတူးကပြောလိုက်လို့လှုပ်လိုက်လို့ကင်လိုက်လို့ဖျက်ဆီးလိုက်ရင်အပြစ်၃မျိုးရောက်တယ်ဘာအပြစ်တင်လဲဆိုရင်နံပါတ်1အလူကံပုဂ္ဂိုလ်မှာလက်လာပါမရတော့ဘူးအလူကံပုဂ္ဂိုလ်မှာလက်လာပါမရတော့ဒါကတော့သိတာပါအလူကံပုဂ္ဂိုလ်မှာလာဘအန္တရာယ်ထိုက်သွားပြီတဲ့လက်မရတော့ဘူးတဲ့
သင်္ကန်းလူမယ်ဆိုရင်လည်းပဲယဟန်တန်ခါမှာသင်္ကန်းမရတော့ဘူးကျောင်းလူမယ်ဆိုရင်လည်းကျောင်းမရတော့ဘူးဆွမ်းလူမယ်ဆိုရင်ဆွမ်းမရတော့ဘူးဆေးလူမယ်ဆိုရင်ဆေးမရတော့ဘူးမိမိရဲ့အမောင်ပယောကမကောင်းတဲ့ဓာတ်ကြောင့်မို့မိမိကအလူကိုဖျက်ဆီးလိုက်တဲ့အတွက်ကြောင့်မို့အလူကံပုဂ္ဂိုလ်မှာလက်လာပါမရဘူးဆိုရင်ဖျက်ဆီးတဲ့သူမှလည်းအဲ့ဒီတိုင်းကြိုးပေးတာပဲအဲ့ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှစီးပွားဥစ္စာရှာလို့ကိုမရတော့ဘူးဒါကအလူဖျက်ဆီးတဲ့ပုဂ္ဂိုလ်ပေါ့မိမိတို့ခဏအလူကိုလှူတယ်ဆိုတော့အလူလှူလိုက်တဲ့အတွက်ကြောင့်မို့အလူကံပုဂ္ဂိုလ်တွေဆွန့်ဖုံးပေးရတော့မယ်အလူကံပုဂ္ဂိုလ်တွေဆွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါရတော့မယ်လက်လာပါတွေရသွားပြီတဲ့လက်လာပါတွေတိုးပွားသွားပြီတဲ့လက်လာပါတွေများပြားသွားပြီတဲ့အဲ့လိုဆိုရင်အလူဘေးပုဂ္ဂိုလ်မှာလည်းပဲလက်လာပါကအလူလိုနေရင်ကိုရတာလေအဲ့ဒါလေးကသိတာအောင်ပြောတာပေါ့အလူကိုဖျက်ဆီးလိုက်တဲ့အတွက်ကြောင့်မို့အလူကံပုဂ္ဂိုလ်လက်လာပါအန္တရာယ်ထိုက်လို့လက်လာပါမရရင်ဖျက်ဆီးတဲ့လူလည်းပဲဘယ်တော့မှစီးပွားရှာလို့မရဘူးအလူဖြစ်မြောက်အောင်ဝိုင်းဝန်းဆောင်ရွက်ကြလို့အလူပွဲကြီးဖြစ်မြောက်သွားလို့အလူကံပုဂ္ဂိုလ်မှာလက်လာပါပစ္စည်းဥစ္စာရသွားရင်အလူဘေးပုဂ္ဂိုလ်မှာလည်းပဲလက်လာပါစီးပွားဥစ္စာကရကိုရတယ်ဓမ္မသဘောလေဒါကပထမအန္တရာယ်ပေါ့လေအလူဖျက်ဆီးရင်ဒုတိယအန္တရာယ်ကတော့ကိုဖျက်ဆီးလိုက်တဲ့အတွက်ကြောင့်မို့အလူရှင်မှာမလူဖြစ်တော့ဘူးပထမကလာဘအန္တရာယ်အလူကံပုဂ္ဂိုလ်ဒုတိယကပုံညအန္တရာယ်အလူဘေးပုဂ္ဂိုလ်အလူဘေးပုဂ္ဂိုလ်အလူမလူဖြစ်တဲ့အတွက်ကုသိုလ်မရတော့ဘူးတဲ့ပုံညမရတော့ဘူးသူတဦးတယောက်ရဲ့ကုသိုလ်ကိုတွားပြီးတော့ဖျက်ဆီးလိုက်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအလူပေးမဲ့ပုဂ္ဂိုလ်မလူတော့ဘူးဆိုရင်ကုသိုလ်မရတော့ဘူးတဲ့အဲ့ဒီသူများကုသိုလ်မရအောင်ကုသိုလ်ကိုပုံညအန္တရာယ်ဖြစ်အောင်လုပ်ခဲ့ဘူးတဲ့သူဟာတဲ့ဘလို့မှကုသိုလ်ကိုလုပ်လို့မရတော့ဘူးတဲ့ကုသိုလ်ကိုစိတ်ပန်လက်ပန်ကိုလုံးလို့မရတော့ဘူးတဲ့အပြစ်ကြီးသွားတယ်ကောင်းတဲ့ဘက်ကတစ်ခါပြန်ပြီးတော့ဒီလိုသူတော်ကောင်းတွေအလူပွဲကြီးဖြစ်မြောက်အောင်ဆောင်ရွက်တဲ့ဘက်ကတစ်ခါပြန်ပြောရင်အလူရှင်တွေစုပေါင်းပြီးတော့လူကြတော့ကုသိုလ်ရအဲ့ဒီကုသိုလ်သူတစ်ပါးကုသိုလ်ရအောင်လုပ်တဲ့အတွက်မိမိကုသိုလ်ရှာရင်လည်းပဲကုသိုလ်ကိုလွယ်ကူရတယ်တဲ့နားလဲလွယ်အောင်ပြောရင်တော့မျက်လုံးလေးနဲ့ဗာလေးမြင်လိုက်ကုသိုလ်စိတ်လေးကပေါ်လာတာပဲဈေးထဲသွားလို့တနေရာမှာတွေ့လို့ပန်းလေးတစ်ပွင့်ရတယ်ဆိုရင်ငါပန်းမှာဟုတ်ပါဘူးဖျားတင်ဖို့ပါမျက်လုံးလေးနဲ့မြင်သမျှကုသိုလ်ဖြစ်တဲ့နားလေးနဲ့ကြားသမျှလည်းကုသိုလ်စိတ်ဖြစ်တဲ့နှာခေါင်းလေးနဲ့အနံ့နံသမျှလည်းကုသိုလ်စိတ်ဖြစ်တဲ့မိမိတို့ပါးစပ်နဲ့စားသမျှလည်းပဲကုသိုလ်စိတ်ဖြစ်တဲ့ကိုယ်နဲ့ထိတွေ့သမျှလည်းပဲကုသိုလ်စိတ်ဖြစ်တဲ့မိမိတို့စိတ်ကစဉ်းစားတိုင်းကလည်းကုသိုလ်စိတ်ဖြစ်တယ်တဲ့အဲ့တော့ကုသိုလ်လုပ်တဲ့နေရာမှာတချို့ပုဂ္ဂိုလ်တွေကကုသိုလ်ဖြစ်ဖို့ရအလွန်ကိုခဲရင်လုပ်နေကြရဘာလို့ကုသိုလ်ဖြစ်ဖို့ရအလွန်ကိုခဲရင်လုပ်ခဲ့ကြရတာလဲဆိုရင်သူများရဲ့ကုသိုလ်ကိုဖျက်ဆီးခဲ့လို့တဲ့သူများရဲ့ကုသိုလ်ကိုတားခဲ့မိလို့တဲ့ဒါနအလှနဲ့ပတ်သက်ပြီးတော့ဘုရားရှင်ကိုတော်မြတ်ကြီးမိန့်တော်မူတာကဒါနကိုတားမြစ်တဲ့ပုဂ္ဂိုလ်ဟာတဲ့အလူခံပုဂ္ဂိုလ်ကိုလက်လာဘတားရရောက်တဲ့အတွက်လက်လာဘဘယ်တော့မှမကြီးပွားဘူးတဲ့အလူရှင်ပုဂ္ဂိုလ်ကိုကုသိုလ်တားတဲ့အတွက်ကြောင့်မို့အလူရှင်ပုဂ္ဂိုလ်ကိုကုသိုလ်တားမိလို့အဲ့ဒီပုဂ္ဂိုလ်လည်းကုသိုလ်ဘလို့မှရှာလို့မရဘူးတဲ့တချို့ကုသိုလ်တွေဖြစ်ခြင်းနဲ့ကုသိုလ်ကိုတန်ဖိုးထားတယ်သို့ပါတော့လေကုသိုလ်ကိုလှုပ်လို့မတတ်တာတွေတပုံကြီးအလူနဲ့ပတ်သက်ပြီးတော့မိမိတို့ကအလူကိုဖြစ်မြောက်အောင်ဝိုင်းဝန်းဆောင်ရွက်တဲ့အတွက်ကြောင့်မို့တဲ့ဝိုင်းဝန်းဆောင်ရွက်တဲ့အတွက်ကြောင့်မို့မိမိတို့မှာကုသိုလ်တွေတိုးတယ်တဲ့အများလဲကုသိုလ်တိုးတယ်တဲ့လာဘအန္တရာယ်ထိုက်ပါတယ်လာဘအန္တရာယ်ထိုက်ပါတယ်ပုံညအန္တရာယ်ထိုက်ပါတယ်အလူကိုတားအလူကိုအခုလိုမိမိတို့ဝိုင်းဝန်းဆောင်ရွက်ပြီးတော့ကုသိုလ်ကောင်းမှုပြုကြတဲ့အတွက်လာဘအန္တရာယ်မထိုက်ဘူးလက်လာဘပေါ်များတယ်ပုံညအန္တရာယ်မထိုက်ဘူးကုသိုလ်တွေတိုးပွားတယ်နောက်တစ်ခုကအလူကိုဖျက်ဆီးတဲ့ပုဂ္ဂိုလ်အလူကံပုဂ္ဂိုလ်အတွက်ပျက်စီးတယ်အလူဘေးပုဂ္ဂိုလ်အတွက်ပျက်စီးတယ်အဲ့ဒီအလူတားတဲ့ပုဂ္ဂိုလ်အတွက်ပျက်စီးတယ်ဘာပျက်စီးတယ်လဲဆိုရင်သူများကိုအလူကုသိုလ်တားတဲ့အတွက်ကြောင့်သူ့စီမှာတရားတွေပျက်စီးသွားတယ်ဓမ္မအန္တရာယ်ထိုက်တယ်
ဓမ္မအန္တရာယ်ထိုက်ဖူးတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှတရားရှာလို့မရတော့ဘူးလာဘအန္တရာယ်ထိုက်အောင်ပြုဘူးတဲ့ပုဂ္ဂိုလ်ဟာလက်ဘယ်တော့မှရှာလို့မရဘူးပုံညအန္တရာယ်ထိုက်အောင်ပြုဘူးတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှကုသိုလ်ရှာမရဘူးဓမ္မအန္တရာယ်ထိုက်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှတရားရှာလို့မရဘူးတဲ့မိမိတို့ခဏသူတော်ကောင်းအပေါင်းတို့စုပေါင်းပြီးတော့ဟောဒီ23ကြိမ်မြောက်အလူပွဲကြီးကျင်းပလာဟာလာဘအန္တရာယ်လည်းမထိုက်ဘူးပုံညအန္တရာယ်လည်းမထိုက်ဘူးဓမ္မအန္တရာယ်လည်းမထိုက်ဘူးဘာလို့မထိုက်တာလဲဆိုတော့အလူကံပုဂ္ဂိုလ်တွေလည်းလက်လာပါရအောင်မိမိတို့ကစီစဉ်တာအလူပေးလို့တဲ့ပုဂ္ဂိုလ်တွေကိုလည်းတိုင်းတိုင်းပင်ပင်စုစုစည်းစည်းနဲ့စီယုံပြီးတော့ကုသိုလ်ဖြစ်အောင်စီစဉ်တာအဲ့ဒါလို့စီစဉ်နိုင်တာကမိမိတန်တန်မှာဓမ္မဆိုတဲ့တရားရှိလို့ဓမ္မရတောဓမ္မရမောဓမ္မံအနုဝိစိန်တယံဓမ္မံအနုတ္တရံဘိက္ခုတတ္ဓမ္မာနပရိဟာယတိတရားနဲ့မွေးလျော်တဲ့သူဟာတရားနဲ့ပျော်တဲ့သူဟာတရားအကြောင်းပဲစဉ်းစားတရားနဲ့လှုပ်ဖို့တရားနဲ့ပြောဖို့တရားနဲ့လှူဖို့တန်းဖို့စဉ်းစားတယ်ဓမ္မံအနုတ္တရံဘိက္ခုတရားကိုသာအဖမှန်အထက်ထအမှတ်ရနေမယ်ဆိုရင်သောဘိက္ခုထိုယဟန်သည်သောဘိက္ခုထိုသူတော်ကောင်းသည်သောဘိက္ခုထိုတရားနာပရိသတ်အပေါင်းသူတော်ကောင်းသည်တဲ့တတ္ဓမ္မာသူတော်ကောင်းတရားနိဗ္ဗာန်ရောက်ကြောင်းတရားကနပရိဟာယတိဘယ်တော့မှမရောပါဘူးဝတ္တတိယေဝဆတ်တဲ့ဖို့တိုးပွားပါတယ်။ဦးဇင်းတို့ဒီမှာစဉ္ညာစာရွက်ကြည့်ရတော့လူကြတာတွေကအများကြီးလူကြတာတွေကအများကြီးလောကမှာအလူက2မျိုးရှိတယ်။ကိုတယောက်တည်းလူတာရဲ့သူများကိုစုပေါင်းပြီးတော့လူတာရဲ့2မျိုးရှိတယ်။တချို့လောကမှာရှိတယ်အမလီကိုရှိကိုလူလိုက်မှာကိုရှိကိုလူလိုက်မှာပဲသူများအောက်ကြနောက်ကြခံပြီးမပြောချင်ပါဘူး။ကိုယ်တိုင်လူရတာရဲ့သူများတိုက်တွန်းရတာရဲ့ဘယ်ဟာကပိုခက်သူများတိုက်တွန်းရတာကပိုခက်တယ်လူချင်းမှန်းမသိမလူချင်းမှန်းမသိပါချင်းမှန်းမသိမပါချင်းမှန်းမသိတကယ်ကိုတရားကောင်းစေတနာကောင်းပညာကောင်းအသိဉာဏ်တွေတူကြမှာတရားတွေတူကြမှာစေတနာတွေတူကြမှာအလူကအခုလိုစုပေါင်းဖြစ်တာတဲ့နှုံးမဆိုအလူကမဖြစ်ဘူးတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကဒီလိုပွဲမျိုးမှာဆိုရင်ဘာတွေဟောလေရှိလဲဆိုတော့အလူ4မျိုးနဲ့အကျိုးပေး4မျိုးဟောပါတယ်ကိုယ်တိုင်လူတဲ့သူများကိုမတိုက်တွန်းဘူးကိုယ်တိုင်မလူဘူးသူများကိုလူဖို့တိုက်တွန်းတယ်ကိုယ်တိုင်လည်းမလူဘူးသူများကိုလည်းမတိုက်တွန်းဘူးကိုယ်တိုင်လည်းလူတယ်သူများကိုလည်းတိုက်တွန်းတယ်လို့4မျိုးဟောလို့ရှိပါကိုယ်တိုင်လူတယ်သူများကိုမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်တိုင်လူတဲ့အတွက်ကြောင့်စီဝါဥစ္စာချမ်းသာလေတဲ့သူများကိုမတိုက်တွန်းတဲ့အတွက်ကြောင့်မို့အချွေအယံပြိတ္တမရှိဘူးတဲ့ကိုယ်တိုင်လူရင်စီဝါဥစ္စာချမ်းသာတယ်သူများကိုမတိုက်တွန်းတဲ့အတွက်ကြောင့်ချွေယံပြိတ္တမရှိဘူးကိုယ်တိုင်တော့မလူဘူးသူများကြီးပဲတိုက်တွန်းနေဆိုရင်ကိုယ်တိုင်မလူတဲ့အတွက်စီဝါဥစ္စာမဖြစ်ဘူးတဲ့သူများကိုတိုက်တွန်းတဲ့အတွက်ကြောင့်တော့ချွေယံပြိတ္တများတယ်တွေ့ဘူးမှာပါမြင်ဘူးမှာပါလောကမှာတချို့ဆိုချမ်းသာလိုက်တာသားတော်သမီးခံလည်းမရှိချမ်းသာလိုက်တာဟေးပြည့်စုံလိုက်တာတူတွေတူမတွေကလည်းအနာမကပ်ဘလောက်ပေးဘလောက်ကျွေးဘလောက်ချော့ထားအနာမကပ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒါကိုယ်တိုင်တော့လူခဲ့ဘူးတဲ့သူများမတိုက်တွန်းဘူးလို့တချို့ကြတော့ကိုယ်တိုင်မလူဘူးလမ်းသွားလမ်းလာတွေ့မှာပါမိုက်ကြီးနဲ့အော်နေတာကိုယ်တိုင်ကတော့မလူဘူးသူများလူအောင်တိုက်တွန်းနေတာအဲ့ဒါလိုပုံကိုယ်တွေကြတော့ကိုယ်တိုင်မလူတဲ့အတွက်ကြောင့်မို့တဲအိမ်အစုပ်အနှုံနဲ့နေရတယ်တဲ့သူများကိုလူဖို့တိုက်တွန်းတဲ့အတွက်ကြောင့်မို့ဘုစုခရုတွေပတ်ချာကိုဝိုင်းနေတာလို့စားစရာကမရှိကျွေးစရာလူတွေကအများကြီးဖြစ်တာနောက်တစ်ယောက်ကြတော့ကိုယ်တိုင်လည်းမလူဘူးသူများလည်းမတိုက်တွန်းဘူးတဲ့တကောင်ကျွဲ့တမျက်နာဆိုတာမျိုးပေါ့နောက်တစ်ဦးနောက်ပုဂ္ဂိုလ်တစ်ယောက်ကြတော့ကိုယ်တိုင်လည်းလူတယ်အများလည်းတိုက်တွန်းနေတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့ဖြစ်လျာဘဝတိုင်းမှာစီးပွားဥစ္စာနဲ့ပြည့်စုံနေတဲ့ချွေရန်ပြိတ္တလည်းပေါ်များတယ်ဘုရားတို့တရားဟောပေးတဲ့နေရာမှာတဦးတယောက်လူတဲ့အလူမျိုးလဲဟောပေးဘူးပါတယ်စုပေါင်းပြီးလူတဲ့အလူမျိုးလဲဟောပေးဘူးပါဒါပေမဲ့စုပေါင်းပြီးလူတဲ့အလူမျိုးကြတော့တော်တော်ကိုဝမ်းမြောက်ဝမ်းသာဖြစ်မိတယောက်နဲ့တယောက်စိတ်ချင်းတူညီဖို့မလွယ်ဘူးတယောက်နဲ့တယောက်တရားချင်းတူညီဖို့မလွယ်ဘူးတယောက်နဲ့တယောက်အသိဉာဏ်ချင်းတူညီဖို့မလွယ်ဘူးအဲ့ဒါလေးကိုညီလို့တရားလဲညီလို့တူလို့စေတနာလဲညီလို့တူလို့အသိဉာဏ်လဲညီလို့တူလို့လူတာတဲ့
အဲ့ဒါလို့လူလို့အောင်မြင်လို့ရှိရင်ကိုလည်းပဲစီးပွားဥစ္စာလူတဲ့အတွက်ချမ်းသာတယ်ဝိုင်းဝန်းပြီးတော့တဦးနဲ့တဦးတိုက်တွန်းတဲ့အတွက်ကြောင့်မို့လဲပဲတဲ့ချွေရန်ပရိသတ်တွေပေါ်များတယ်ဒါကအခုလည်းပဲစီးပွားဥစ္စာချမ်းသာချွေရန်ပရိသတ်ပေါ်များနောင်လည်းပဲစီးပွားဥစ္စာချမ်းသာချွေရန်ပရိသတ်ပေါ်များအဲ့ဒါလို့အကျိုးပေးပါလိမ့်မယ်အလူနဲ့ပတ်သက်ပြီးပြောလို့ရှိရင်တော့လူတဲ့ဆိုတာဟာတဲ့အလူဘေးပုဂ္ဂိုလ်ကလည်းစိတ်ချမ်းသာတယ်အလူကံပုဂ္ဂိုလ်ကလည်းစိတ်ချမ်းသာတယ်ဘာဖြစ်လို့လဲဆိုရင်အလူကံပုဂ္ဂိုလ်ကလည်းပဲရလိုက်လို့စိတ်ချမ်းသာတယ်ဆိုတာဖြစ်တယ်လို့အလူဘေးပုဂ္ဂိုလ်ကလည်းပဲပေးလိုက်ရလို့ကိုစိတ်ချမ်းသာတာရှိတယ်လောကမှာကပေးလို့သာစိတ်ချမ်းသာတယ်ဆိုတာမျိုးကတော်တော်ရှားတာရလို့သာစိတ်ချမ်းသာတာများတာအလူနဲ့ပတ်သက်ရင်တော့ရတဲ့လူလည်းစိတ်ချမ်းသာတယ်ပေးတဲ့လူလည်းစိတ်ချမ်းသာတယ်လူတဲ့လူလည်းစိတ်ချမ်းသာတယ်အလူကံပုဂ္ဂိုလ်လည်းစိတ်ချမ်းသာတယ်အဲ့ဒီအလူကိုသာမိမိတို့ပြုနေမယ်ဆိုရင်တဲ့ဓမ္မအန္တရာယ်မရှိဘူးတဲ့ဓမ္မတရားတွေတိုးပွားတယ်ဓမ္မတရားတွေတိုးပွားတယ်တဲ့အဲ့ဒီဓမ္မကနေပြီးတော့တတ္ဓမ္မဖြစ်ဖို့အရေးကြီးတာဒီပါဠိတော်ဒီဂါထာမှာဘုရားရှင်ကိုတော်မြတ်ကြီးကဓမ္မကို2မျိုးဟောပါတယ်ဓမ္မရမောဓမ္မရတောဓမ္မအနုဝိစိန်တယဓမ္မအနုတ္တရံဘိက္ခုတတ္တမနပရိဟာယတိဓမ္မနဲ့မွေ့လျော်ဓမ္မနဲ့သာပျော်နေရင်တတ္တမသူတော်ကောင်းတရားဆိုတာမယုတ်လျော်ဘူးတိုးွားတယ်သူတော်ကောင်းတရားဆိုတာဘာလဲလို့ပြောလို့ရှိရင်ဗောဓိပက္ခယတရား38ပါးသူတော်ကောင်းတရားဆိုတာနိဗ္ဗာန်ရောက်ကြောင်းတရားနိဗ္ဗာန်ရောက်ဖို့မဉ္ဇဉ်ပူဉ္ဇဉ်ရဖို့အထောက်ပံ့အဲ့ဒါကိုတတ္တမလို့ခေါ်ပါတယ်ဣတိပ4ပါးဘုံ5ပါးဣန္ဒြေ5ပါးဘောဇဉ်9ပါးမဂ္ဂင်10ပါးသမဗရံလုံးက4ပါးစသည်အဖြစ်ဒါဒီပေါ့ဓမ္မနဲ့သာမွေ့လျော်ဓမ္မနဲ့သာပြောနေရင်မိမိတို့တွေတကယ်ကိုပဲဝိပဿနာဉာဏ်ကနေတဆင့်တက်ပြီးမဉ္ဇဉ်ပူဉ္ဇဉ်ရနိုင်ပါတယ်ဝိပဿနာဉာဏ်ရတယ်ဆိုတာကယထာဘူတဉာဏ်ကစပါတယ်ယထာဘူတဉာဏ်ဆိုတာအမှန်တိုင်းသိတဲ့ဉာဏ်ပါဓမ္မကနေတတ္တမပြောင်းဖို့အတွက်ဘာပါလာရမှာလဲဆိုအမှန်တိုင်းသိတဲ့ဉာဏ်မိမိတို့ဒီသူတော်ကောင်းတွေဟာဓမ္မအားတွေကောင်းနေပြီဓမ္မတွေပြည့်နေပြီဓမ္မတွေရှိလို့လေဒီအလုံးမျိုးလုံနိုင်ပြီဘာလေးပြောင်းပေးရုံလဲဆိုတော့တတ္တမဆိုတာဝိပဿနာဉာဏ်နဲ့ပြောရင်ယထာဘူတဉာဏ်ပေါ့ယထာဘူတဉာဏ်ဆိုတာအမှန်တိုင်းသိတဲ့ဉာဏ်ဘုရားတို့တရားပွဲတွေမှာအမေးဖြေခွင့်ပြုလို့မေးကြတာတခုရှိတယ်အရှင်ဘုရားတဲ့အဲ့ဒီဝိပဿနာဉာဏ်ရဲ့ယထာဘူတဉာဏ်ကိုတပည့်တော်တို့နားလည်အောင်ပြောပြပေးပါဗျာအဲ့ဒီကြတော့ပြောလိုက်ပါတယ်အခုတန်ဃာတော်အရှင်မြတ်တွေကိုမိမိတို့ဆွမ်းလောင်းတော့မယ်ချက်တဲ့ဒကာဒကမလေးကအလူရှင်တွေကအမျိုးစုံကောင်းတဲ့ကောင်းအောင်လှူတာပေါ့လောင်းတာပေါ့ဆက်ကတ်တာပေါ့ဆရာတော်တန်ဃာတော်ဒီဘက်ကဆွမ်းဖုံးပြီးတော့မယ်ဆိုရင်ဤသည့်စားပွဲအမဲမဲကိုစသည်အားဖြင့်ပရိသင်္ခါယောနိတော်စသည်အားဖြင့်ဒီလိုနှလုံးသွင်းကြလွယ်ပြောရင်တော့ဆုံးခဲပွဲဘောစဉ်ချိုချင်ရတာအဖျားပြားလေးဘာလို့ဖုံးပေးစားရတာလဲဆိုရင်စားစရာမို့လို့ကိုစားတယ်ဒါလေးအရေးကြီးပါလေယထာဘူတဉာဏ်ဆိုတာတခြားမထင်ပါနဲ့တဲ့စားစရာတွေကိုဘာလို့စားတာလဲဆိုရင်စားစရာမို့လို့စားတာယဟန်တန်ဃာတွေမှာကြက်သားမို့လို့စားတာမဟုတ်ဘူးဝက်သားမို့လို့စားတာမဟုတ်ဘူးတဲ့ဘာလို့စားတာတုံးဆိုရင်စားစရာမို့လို့ကိုစားတာယဟန်တန်ဃာတွေအတွက်သင်္ကန်းဧကတိတို့သင်္မိုင်းတို့ဒုက္ခတို့ဝတ်ယုံသုံးဆောင်ရတယ်လှလို့ဝတ်တာလားအသားနုလို့ဝတ်တာလားအစင်လှလို့ဝတ်တာလားဆိုတော့မဟုတ်ပါဘူးတဲ့ဝတ်စရာမို့လို့ကိုဝတ်တာဒါလေးအရေးကြီးပါတယ်စားစရာမို့လို့ကိုစားတာဝတ်စရာမို့လို့ကိုဝတ်တာစားစရာမှန်သိတာဒီယထာဘူတဉာဏ်စားစရာမို့လို့စားတာဒီယထာဘူတဉာဏ်ဝတ်စရာမို့လို့ဝတ်တာဝတ်စရာမှန်သိတယ်ဝတ်စရာမို့လို့ဝတ်တာကယထာဘူတဉာဏ်ဒါမြင့်ကျောင်းကံစရက်ဒီမှာနေတယ်တဲ့ဒီကျောင်းနေမှာကျောင်းကြီးကောင်းလို့နေတာလားဆိုတော့လေမဟုတ်ဘူးဘာလို့နေတာလဲဆိုရင်နေစရာမို့လို့ကိုနေတာတဲ့သူတော်ကောင်းအပေါင်းတို့ဒါလေးကနည်းနည်းအရေးကြီးပါတယ်မိမိတို့တကယ်နိဗ္ဗာန်ရောက်ကြောင်းတရားကျင့်တော့မယ်ဆိုရင်မထိုင်နိုင်ကမထိုင်ပါနဲ့မရပ်နိုင်ကမရပ်ပါနဲ့မလဲနိုင်ကမလဲပါနဲ့တဲ့မိမိတို့သင့်တဲ့ဣရိယာပုနဲ့ပဲနေပါတဲ့ဒါပေမဲ့မိမိတို့စိတ်ထဲမှာဘာဉာဏ်ပေါ်ဖို့အရေးကြီးတာလဲဆိုရင်ယထာဘူတဉာဏ်ပေါ်ဖို့အရေးကြီးတာယထာဘူတဉာဏ်ဆိုတာဘယ်ကစတယ်လဲလို့ပြောရင်
လူအများတိတိတာတာဖြစ်အောင်ကိုအဝတ်အစားဝတ်လို့ရှိရင်အစင်ရွေးဝတ်တာလားဝတ်เสียမှုလို့ဝတ်တာလားလို့ကိုပြန်ကြည့်ရုံမိမိအိမ်မှာနေလို့ရှိရင်လည်းနေเสียမှုလို့နေတာစားเสียဆိုရင်လည်းပဲစားเสียမှုလို့စားတာတဲ့တာတော့ဝတ်ရတာပေါ့တဲ့တာတော့စားရတာပေါ့တဲ့တာတော့နေရတာပေါ့ရာသီဥတုပူလွန်အားကြည့်ရင်အေးတာနဲ့နေလို့အေးလွန်အားကြည့်ရင်ပူတာနွေးတာနဲ့နေလို့အဲ့ဒါလိုပဲဝတ်တဲ့နေရာမှာတင့်တော်တာတဲ့တာကိုတော့ရွေးဝတ်လို့ရပါလေတဲ့ဒါပေမဲ့တကယ်သိရမှာကစားเสียမို့လို့စားတာဝတ်เสียမို့လို့ဝတ်တာနေเสียမို့လို့နေတာဆိုရင်စိတ်ထဲမှာအပူအပင်တွေဒီလောက်မရှိတော့ဘူးတဲ့စိတ်ထဲမှာအရှုပ်တွေဒီလောက်မရှိတော့ဘူးတဲ့နည်းနည်းလေးယဟန်တန်ဃာတွေစိတ်ချမ်းပြီးမျက်နှာတွေကြည်လင်းနေတယ်ဆိုတာဘာလို့လဲစားเสียမို့လို့ယဟန်တန်ဃာတွေစားတာပဲဝတ်เสียမို့လို့ယဟန်တန်ဃာတွေဝတ်တာပဲနေเสียမို့လို့ယဟန်တန်ဃာတွေနေတာပဲစားတဲ့ပုံမှာအပူတွေမပါတော့ဘူးဝတ်တဲ့ပုံမှာလည်းအပူတွေမပါတော့ဘူးနေတဲ့အပေါ်မှာလည်းအပူတွေမပါတော့ဘူးနေเสียမို့လို့ပဲနေလိုက်တယ်စားเสียမို့လို့ပဲစားလိုက်တယ်ဝတ်เสียမို့လို့ပဲဝတ်လိုက်တယ်ကျမ်းမာရေးနဲ့တင့်တော်ယုံလောက်ပရိယတ္တိဓမ္မပฏิပတ်တိဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်ဖို့တင့်တော်ယုံလောက်ပဲအဲ့တော့မိမိတို့တွေလည်းဓမ္မဆိုတဲ့တရားနဲ့မွေ့လျော်တရားနဲ့ပျော်လာပြီဆိုရင်တဲ့တဆင့်တဲ့တဆင့်မြင့်တဲ့မြင့်အောင်ဟိတို့တဲ့တာကိုပဲစားမယ်စားเสียမို့လို့တို့တဲ့တာကိုပဲဝတ်မယ်ဝတ်เสียမို့လို့တို့တဲ့တာကိုပဲနေမယ်နေเสียမို့လို့ဆိုရင်ဓမ္မကနေဘာဖြစ်သွားတယ်လဲဆိုရင်တတ္တမဖြစ်သွားပါလေအဲ့ဒီသဘောလေးကိုသိလို့ရှိရင်တတိတွေကောင်းလာပါတယ်ဝိရိယတွေကောင်းလာပါတယ်ဉာဏ်တွေကောင်းလာပါတယ်အဲ့ဒီတတိဝိရိယဉာဏ်တွေကပဲတဆင့်တဲ့တဆင့်မြင့်တဲ့မြင့်ပါလေတဲ့မိမိတို့ဓမ္မအနေနဲ့ကဒါနနဲ့မွေ့လျောသီလနဲ့မွေ့လျောသမထနဲ့မွေ့လျောသူတော်ကောင်းတတ်တွေမိမိတို့တန်တန်မှာရှိထားတော့အလူကံပုဂ္ဂိုလ်တွေလက်လာပပြည့်စုံအောင်လုပ်တဲ့အတွက်ကိုယ်လည်းပဲလက်လာပပြည့်စုံတော့မယ်အလူဘေးပုဂ္ဂိုလ်တွေအလူဖြစ်ကုသိုလ်ရတဲ့အတွက်မိမိတို့လည်းကုသိုလ်ပြည့်စုံတော့မယ်အလူဖြစ်မြောက်အောင်ဆောင်ရွက်တဲ့အတွက်မိမိတို့မှာဓမ္မတရားသူတော်ကောင်းတတ်တွေရှိတဲ့အတွက်မိမိတို့လည်းတိုးပွားပြီတဲ့အဲ့ဒီကနေတဆင့်တဆင့်တက်အောင်ဆိုရင်သွားရင်လာရင်နေရင်ထိုင်ရင်စားเสียမို့လို့စားတယ်ဝတ်เสียမို့လို့ဝတ်တယ်နေเสียမို့လို့နေတယ်ဆိုတဲ့အဲ့ဒီအသိဉာဏ်လေးရောက်သွားရင်လောကကြီးတစ်ခုလုံးကိုအမှန်တိုင်းမြင်နိုင်ပါလေဓမ္မမင်းညကပဲဟောခဲ့ရင်လည်းပြောသေးတယ်လူတယောက်နေပူတဲ့ခရီးသွားတယ်ဟိုးမှတစ်ပင်နှစ်ပင်လမ်းပေးမှာဘယ်ပဲပေးညာပဲပေးတစ်ဖက်ကတရက်သီးအချိုးပင်တီးနေတာတစ်ဖက်ကတရက်သီးအချင်းပင်တီးနေတာနေပူပူအမလေးအဆောင်လည်းမပါဘူးအရိတ်ခိုခြင်းနေဆိုတော့အချိုးပင်ခိုမလားအချင်းပင်ခိုမလားလို့မေးလိုက်ပါတယ်အဲ့ဒီတော့ဘာပြန်ဖြေလဲဆိုတော့အချိုးပင်အောက်အရိတ်ခိုမယ်စားရင်တော့အချိုးအချင်းရွေးစားပါတဲ့အရိတ်ခိုရင်တော့ရွေးစရာမလိုဘူးအချိုးပင်ကလည်းအရိတ်ပေးတာပဲအချင်းပင်ကလည်းအရိတ်ပေးတာပဲတဲ့ဒီစကလုံးလေးဟာအရေးကြီးပါတယ်မိမိတို့လောကမှာသုံးဆောင်ခံစားပြီးတော့အတိတ်ကကုသိုလ်ကံတွေပြည့်စုံလို့ဇီဝဥစ္စာနဲ့ပြည့်စုံ냐ချွေရန်ပရိသတ်လည်းပြည့်စုံ냐အရင်ကဒါနနဲ့မွေးလျော်လို့ပြည့်စုံ냐အဲ့ဒီဟာတွေကတော့အချိုးပင်လိုပါပဲအဲ့ဒီကနေသုံးစားပါတဲ့တကယ်တမ်းကျတော့အချိုးပင်ရဲ့အရိပ်ရဲ့အချင်းပင်ရဲ့အရိပ်ရဲ့ဘာမှတော့မထူးပါဘူးတဲ့အဲ့ဒီသဘောကဘာလဲစားเสียမို့လို့စားတယ်ဝတ်เสียမို့လို့ဝတ်တယ်နေเสียမို့လို့နေတယ်တို့တက်တန်းလေးရှိနေသမျှကာလပတ်လုံးသာသနာတော်မှာဟိဒီလိုပဲနှစ်ဆန်းတရက်နေတိုင်းဒီလိုကုသိုလ်လုပ်တဲ့အလုပ်မျိုးကိုတို့အပြစ်မခံဘူးဆိုတဲ့စိတ်မျိုးအဲ့ဒီစိတ်မျိုးလေးမွေးသက်ဖြင့်အခုလည်းပဲကုသိုလ်ကောင်းမှုတွေပြုနိုင်ကြပါစေ။နောင်လည်းကုသိုလ်ကောင်းမှုတွေပြုနိုင်ကြပါစေ။ဓမ္မတရားသဖြင့်နေရာကနေပြီးတော့တတ္တမသူတော်ကောင်းတရားတွေတဆင့်တဆင့်တိုးတက်ပြီးတော့သာသနာအကျိုးမိမိအကျိုးတိုင်းပြည်အကျိုးစတဲ့တဖို့တိုးပွားအောင်ဆောင်ရွက်နိုင်ကြသဖြင့်ကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုရရှိစံစားခံစားနိုင်ကြကုန်ပြီးလျင်အမြတ်ဆုံးချမ်းသာဖြစ်တဲ့နိဗ္ဗာန်ကိုရရောက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်းအားလုံးပဲရည်စက်တော်ချအမြပြုဝေကြရအောင်အားလုံးပဲလိုက်ဆိုလိုက်အရှင်မြတ်ဖရာဖရာတပည့်တော်တို့သည်သာသနာတော်ကိုကြီးညို၍၎င်းယရဏသုံးပါးကိုယုံကြည်၍၎င်း
ကံကံဤအကျိုးကိုနားလည်၍၎င်းမအိုမနာမသေးအမြဲနေရာဖြစ်သောမြတ်နိဗ္ဗာန်ကိုရည်မှန်း၍ယနေ့ယခုနှစ်ဆန်းတရက်နေ့၌ပြုလုပ်နေကြဖြစ်သောဝိဇောတာယုံကျောင်းတိုက်ကြီး၌23ကြိမ်မြောက်အလူမင်္ဂလာကိုလူဒန်းကြပါကုန်၏တရဏဂုံသီလတို့ကိုစောက်တည်ပြီးလျင်ဖယားအမှုရှိသောတန်ခါတော်အရှင်မြတ်တို့အားမွန်မြတ်လှစွာသောဆုံးခဲပွယ်ဘောဇဉ်ချိုချင်ရတာအဖျားပြားတို့ကိုယိုသေးစွာဆက်ကလူဒန်းကြပါကုန်၏ဆွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပြာအလိုရှိရာလူဒန်းကြပါကုန်၏ဝေယဝဆ္စာတို့ကိုလိုလေသေးမရှိအောင်ဆောင်ရွက်ကြပါကုန်၏တရားတော်မြတ်ကိုယိုသေးစွာနာကြားပြီးလျင်ကျင့်ကြံကြိုးကုန်အားထုတ်ကြပါကုန်၏အရှင်မြတ်ဖရာဖရာတပည့်တော်တို့ပြုခဲ့ရသောကုသိုလ်ကောင်းမှုအစူးစူးတို့၏အဖို့ဘာဂကိုအသက်ထင်ရှားမထင်ရှားကုန်သောမိဘနှစ်ပါးဆရာသမားဆွေမျိုးမိတ်ဆွေပရိသတ်တို့အား၎င်းအထူးအားဖြင့်ကိုယ်ဆောင်နာကျောင်းဆောင်နာအယံဆောင်နာအိမ်ဆောင်နာခြံဆောင်နာရက်ွက်ဆောင်နာရွာဆောင်နာမြို့ဆောင်နာတောဆောင်နာတောင်ဆောင်နာဘုံမစိုးရုပ်ခစိုးအာကာသစိုးတရားမင်းယမမင်းပြည့်ရှင်မင်းသာသနာတော်ဆောင်နာနတ်မြတ်နာကောင်းနတ်အပေါင်းတို့နှင့်မြင်အပ်မမြင်အပ်နယတ်သောပရိသတ်တို့အားဝမ်းမြောက်ဝမ်းသာအမြဟု၍ပေးဝေငှပါကုန်၏အရှင်မြတ်ဖရာဖရာတပည့်တော်တို့အမြပေးဝေသောခဏ၌ဆိုအပ်ခဲ့ပြီးသောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့နှင့်မြင်အပ်မမြင်အပ်နယတ်သောပရိသတ်တို့သည်ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုဟူ၍ခေါ်ဆိုနိုင်ပြီးလျင်ထတ်တူထတ်မြအကျိုးရပြီးလျင်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုအလုံးကြာ
ကြာသမျှအမြအမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာသမျှအမြအမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာ